25ကျက်သားကြော်ရယ်နော်ထည့်လိုက် ဟာခရမ်းသီးလေးနှလုံး25ချက်လားကြည့်လိုက်တော့တေးသေးလေးပါဘယ်လိုဒါများနေရလဲဝိဇ္ဇာ ဟောဒီမဲ့လေချိန်ဝင်အမှန်တိုင်းပဲထွက်တာ3000ကျတယ်ယူမလားမယူလား မခရမ်းသီးကြည့်လိုက်အောင်ဘာမှလည်းမကောင်းရွက်ပြဲနေတာပြော့ဖက်နေတာ ဟဲ့မြန်မာနိုင်ငံမှာရာသီဥတုတွေလောက်ထိပူရလေဟမ်နေသားမအောင်နေခရမ်းတီကိုချက်စားမလားအလားကြီးမလားမဟုတ်လေဘိုက်ထဲရောက်သွားမှာပဲရွေးနေတယ်ပြည့်3000လေးဘူးစားရှိရမယ် ဒါဒီချက်ဒါဆို လာကြနော်လာကြအသီးလေးတွေလက်တယ်ဆက်တယ်လာကြနော် ဟိုညီမလေးဘူးစီလေးကဘယ်လိုရောင်းတာလဲ အော်ဘူးဒီလားညီမလေးချိန်ပေးမယ်နော်အော်ဘူးဒီကနှစ်ပိတ်တာတောင်ရှိရဲ့နှစ်ပိတ်တာဆို9000ပဲပေးခဲ့နော်မမ ညီမလေးဘူးစီလေးအဲ့လောက်တေးသေးလေးကိုဘယ်လိုလုပ်ဖြစ်ပြီးနှစ်ပိတ်တာရှိနိုင်မှာတော့ ဟောအဲ့တော့ညီမလေးလက်မသိဘူးလေအမရှိရင်ဒီမဲ့ချိန်လိုက်တာပဲနှစ်ပိတ်တာကြီးပေါ်နေတဲ့ကိစ္စကြီးလို့ဘာလို့ယူမလားမယူလား လိုက်ရမကြည့်ဘူးလား ဟုတ်ပါပြီဒီနားမှာလည်းညီးဆိုင်တဲ့ဆိုင်ပဲရှိရလေအဲ့ဆိုအဲ့ဒါပဲယူမယ်ထည့်လိုက်တော့ လင်းရနေပြီရော့အင်းငါလားဒီကိစ္စကိုမသေးဘူးလားဟာလားဒီ မိလာဝယ်ရတူရောဆင်းဝင်ရောက်လေးတိုးပြောရောလင်းကြီးရောင်းနေရပေါ့ဟုတ်တာပဲဟဲ့တိုးကြီးနဲ့ဆင်းဝင်တွဲထားတာဒါလေးတိုးအောင်လုပ်ဒါကလေးမကလင်ကကြည့်ကြတယ်လူလိမ္မာပဲဟဲ့ရဲဆုံးဖြစ်ဘူးကွာငါတို့ရက်ကွက်နာပညာပြရမယ်တော်မယ်ဒီမှာဟိုလေခရမ်းကြီးတွေကဘယ်လိုရောင်းတာလဲ အော်ခရမ်းညင်လူကျင်လို့လားဟိုခရမ်းညင်ဒီကဒါလေးပဲရှိရတာဆိုအကုန်လုံးယူလိုက်ပါလားဟိုညီမအပြက်သိမ်းနေလို့ပါနော် ဟုတ်ပြီအဲ့ဆိုချိန်လိုက်လေ အော်ဟိုခရမ်းညင်တွေကတပိတ်တာရှိရဲ့ကို ဒီမှာခရမ်းကြီးတွေလေး5 6လုံးနဲ့ဘယ်လိုသပိတ်တာရှိရလဲ ဟောကိုရဲ့ခရမ်းညင်တွေတပိတ်တာဒီမဲ့လေးချိန်ဝင်ရက်ပြနေတာပဲဥစ္စာညီမရဲ့တီးကြလက်ပါရဲ့ပြီးတော့ညီမအလေးလက်ခိုးထားမှမဟုတ်တာကိုရဲ့ယူပါမလား ဒီမှာပြောတာလက်ဆက်တယ်ပြောတာဒီမှာရှုံသွားပြီးအနာရင်းနဲ့ အော်အကူကလည်းနေဒီလောက်ပေါ်လောက်တော့ရှိမှာဗောမဟုတ်လေခရမ်းညင်တွေချက်စားမှာပဲကွာဒေဝရရောက်လို့ရှိရင်လည်းကြေသွားမှာပဲဘာလဲယူမလားမယူလား မင်းလုံးနေတဲ့အရာတွေကတိတ်ကိုမှန်နေရလို့မင်းထင်နေရတာ နေရောက်ပူရကြခေါက်မြန်နေရတာခရမ်းညင်တွေရောင်းတာဘာလဲလာပြောနေရလဲမဆိုင်နိုင်လားပြောနေယူမလားမယူလားဒါပဲပြော တိတ်ကိုစိုက်တာပေါ့ကွာမင်းလို့ရတဲ့အားလုံးခုနငါတို့မြင်ပြီးပါပြီမင်းလိုမျိုးသူမြောက်လိန်စားနေတယ်အဲ့ဒီတိုင်းခွင့်မလို့သက်ဆိုင်ရအဲ့ အကိုတို့ရဲ့ဟိုညီမတောင်းမှတ်ပါတယ်ဟိုညီမကိုတက်ဆိုင်ရတော့မအပ်ပါနဲ့နော်ဟိုညီမလည်းဟိုဈေးရောက်ရင်းနဲ့လုံးမလို့ကလုံးမိသွားတာပါဟိုနောက်ခါဒါမျိုးမလုပ်တော့ပါဘူးရှင်နော် ကောင်းပြီလေမင်းနောက်ကဒီလိုမျိုးအလုပ်ကိုမလုပ်တော့ဘူးဆိုရင်မင်းငါတို့ခွင့်လို့ပြလိုက်အေးဒါပေမဲ့တခုတော့ရှိဒီနေရာမှာမင်းဝင်မြင်မင်းတခြားနေရာမှာတော့ ဟုတ်တက်ဆိုင်ရတော့မခေါ်ပါနဲ့နော်သူတောင်းမှတ်ပါတယ်